ကောင်မလေးရဲ့တင်းတင်းတာဘွားကိုဆက်ပေးပါလေဖြစ်ပါရှင်ဆုံးရလိုက်ကြည့်ပေးကြပါရှင်ဟာမနေ့တောင်လိမ့်မိပဲအဲ့ဆိုငါရေးပိုင်းတော့ချိုးလိုက်ပဲရေးပိုင်းတော့ချိုးပြီးတော့အပြင်နေပါရှောက်လဲပြစ်မယ်ပေါ့ငါဒီထမင်းမစားတော့ဟဲ့အပြင်ကအစားစားပဲစပစ်တော့မယ်အမလေးရေလဲချိုးပြီးပြီဆိုတော့ငါအဝတ်သွားလေးရအောင်မယ်ဟာအော်ဒါနဲ့မိနဲ့ဒါကမလေးရဲ့တင်းနေတာဘွားမဟုတ်ဘူးနော်ကမလေးရဲ့ယောဂဖြစ်ယောဂအကြောင်းဆိုရဟာလေးကိုပဲဖြစ်ပါရဲ့အဲ့လေးတင်ဆက်ပြမှာပဲဖြစ်ပါရှင်ငါကအကုန်ပြင်ဆင်ပြီးပြီဆိုတော့မနေ့စာမစားတော့ပြင်းကစားပဲစားတော့မယ်ဟဲ့အပြင်းကစားနေမစားတဲ့တူပဲဟာဦးနော်အော်တူကဘာလို့ယောဂဖြစ်တာလဲဆိုတော့ပြင်စားအရန်စားလို့ဝမ်းလျှောပြီးရယောဂဖြစ်သွားတာပေါ့ဒီရေစားစားဖို့တော့ငါပတ်စံယူလာခဲ့တယ်ကတိအမမုတ်ပေးပါအောင်ရှင်မုတ်ပေးအောင်မုတ်ပေးပါမြန်ပေးပါဟိုမှာတော့ယူနေငါညမဒါလေးကြိုက်တယ်ဒါလေးယူလိုက်မယ်မုတ်ဝယ်ပြီးတော့အခါငါမုတ်လေးဝယ်ပြီးပြီဆိုတော့ကျန်တဲ့ဟာတွေတွားထက်ပြီးရောရောင်းတောင်းလုပ်လာအောင်မယ်ဟောကိုင်းပေါ်လို့ကျန်တဲ့ဟာတွေရောင်းတောင်းတွားလုပ်လိုက်ပါအောင်မယ်ဟဲ့ဘာစားရှိအောင်ဒီဟဲ့ခုနဒုတ်ထိုးဟာကြီးတော့စားမယ်ဒုတ်ထိုးกินလားပါလေဒုတ်ထိုးမပါပေါက်စီတော့စားလိုက်အောင်မယ်ငါပေါက်စီအကြိုက်ငါကြိုက်ပေါက်စီဒီဆိုင်ဟုတ်တယ်ဒီဆိုင်ငါအရင်ကြိုက်တဲ့ပေါက်စီကိုဖြည့်ဆည်းပေးနိုင်တယ်ဒီဆိုင်အပြည့်စားအရင်စားတဲ့ပူပြီးကောင်းကြဒါလေးပဲစားလိုက်တော့မယ်ဦးလေးပေါက်စီတစ်ခုလောက်ကျေးဇူးပဲနော်ငါသမီးလေးဟုတ်ကဲ့နောက်လေးလောက်ဝယ်မယ်လို့ဦးလေးချမ်းနောက်နေကြတယ်သမီးတို့အဲ့မှာငါသမီးလေးရဲ့အမလေးဟဲ့ငါကုံမုတ်တွေလည်းဝယ်ပြီးပြီဆိုတော့အိမ်ပြန်ပြီးဝါးဆွဲပြစ်မယ်ဟဲ့ငါဝယ်လိုက်မုတ်နေရတော့အများကြီးတဲ့အမုတ်ကတော့6000ပို့အောင်မှဝယ်လာဆိုတော့နည်းနည်းများအကုန်မပါဘူးဟဲ့နောက်နေ့လာငါဝယ်စားမှာပါဟဲ့မုတ်ဝယ်စားလို့ရှိရင်ယောဂဖြစ်တဲ့အလကားကဲငါပြီးပြီဆိုတော့အိမ်မှာဝါးတွေတော့ဆဲလာအောင်မယ်ငါဟိုထဲမှာပဲဆိုဟာအိမ်ထဲကိုမဝင်ချင်တော့ဘူးဟဲ့အိမ်ထဲကတော့ဘူးဟဲ့အပြင်မှာပြကြိတ်လိုက်တော့မယ်ဝါသီးအမြအရင်ဆက်ကောင်းတာပဲဒီပေါက်စီလေးကငါလည်းကြိုက်တယ်ဟဲ့အော်မင်းညာ Sakura channel လေးကို subscribe လုပ်ပေးခဲ့နော် Sakura channel လိုက်ဘာလဲ subscribe 30ပြည့်လို့ရှိရင် like လေးလို့ရဆို like လုပ်ပေးမယ်ပေါ့နော်ကဲငါပြီးပြီဆိုတော့ဘာလို့ရင်ကမလဲထပ်ပြီးဝါသီးဆွဲရင်ကမလားဝါဒီဆဲလို့မဖြစ်ဘူးဘာလို့ရင်ကမလဲငါအိမ်ထဲမှာသွားပြီးတော့ထက်ဝါဒီဆွဲလာအောင်မယ်ဟေ့ဝါဒီဆွဲမှရမှာပါဟေ့ငါဘာကတော်စားနေအစားမှရမှာဆက်လိုက်ပါအောင်မယ်တနေ့ကြတော့ငါဘာကြီးအောက်လိုက်တာဟာငါစပင်းနေရလဲဘာလို့ငါပြီးလို့ရှိရင်ပြပြမပေါက်တော့မသိဘူးငါဆေးရုံတော့ဆေးကမပြလာအောင်မယ်ဟာကနေမတော်လို့ခုဘာကြီးအောက်လာပြီမြောင်ဆိုင်ဟိုပါလေစီအောင်တော့ပြမရမယ်ငါအစားကြောင့်တော့မဖြစ်နိုင်ငါအိမ်မှာပူလို့နေမှာအိမ်မှာပူပြီးအရင်စားလို့နေမှာငါစီအောင်တော့ပြလာအောင်မယ်စကားလေးထတော့ sorry ပါရှင်ဆရာသမီးလေးဘိုင်းနာတယ်လို့ပဲတော့ပြမယ်မသိဘူးဟို next month လေးတော့ပြလိုက်နော်ဟုတ်ကဲ့ဆရာဆရာမအေးငါသမီးဘာဖြစ်တာသမီးဘာကြီးအောင်နေလို့ဆရာမနောက်ပြီးတော့လေသမီးကောင်းနေကိုက်နေပြီးတော့လေစပင်းညထားရလေပြန်မပေါက်တော့ငါသမီးဟုတ်လားအဲ့ဆိုအင်ကြီးတော့လိုက်တော့အင်ကြီးလဲပြီးဟိုဲတော့ပြကြီးတော့ငါသမီးလေးဟုတ်ကဲ့ဆရာမသမီးကအဲ့ဘာဖြစ်တာလဲမသိဘူးဆရာမဘာကြီးအောင်ပြီးစပင်းညမရှိရလေအော်ငါသမီးပြောရမယ်ဆိုသမီးကကင်းစားဖြစ်နေရငါသမီးအပြင်းစားစားလို့ဆရာမဟုတ်ပါမလားဆရာမတကယ်ပြောနေရလားဟုတ်တယ်ငါသမီးလေးပြမယ်ဆိုလေဟုတ်တယ်ငါသမီးကအပြင်းစားလေးခောက်ဆွဲ6တွေပါစားပြီးတော့ဆူရှီတွေအဲ့ဟာရှောက်ပြီးစားလို့ငါသမီးအဲ့ထဲမှာမကောင်းတဲ့ဟာတွေပါတယ်မကောင်းတဲ့ဟာတွေဆိုတာရင်းနေဝဲလို့ရှိရင်အဲ့ထဲမှာဥလာလေဥပြီးအဲ့ဟာစားပြီးလို့ရှိရင်ဘိုက်တွေမကောင်းတာဖြစ်တတ်တယ်သမီးအဲ့ဟာခွဲဆက်ရမယ်အထီဖြစ်ရမှာနော်သမီးမနေ့ပြန်ပြန်လာခဲ့ဆရာမအောင်ရှိမနေ့ပြန်ခွဲဆက်ရမယ်နော်ဒီနေ့သမီးအပြင်းစားရင်မစားနဲ့တော့သမီးသိရနော်ဆရာမဒီမှာပဲတစ်ခါနေလိုက်မယ်လေပြင်သွားမှာကျေးဇူးတင်ငါအဲ့လိုနေချင်တော့ရငါသမီးနေတော့ရငါသမီးနောက်ပြီးကြလို့ရှိရင်ခွဲစိတ်ပြီးမှဒီနေ့နေမယ်ဆိုဟုတ်ကဲ့ပါဆရာမစိတ်နေတော့အခါဟဲ့ဒီကောင်မလေးဖိုက်ထဲမှာဟဲ
ဟဲ့အများကြီးပဲအေးဘာလေဘာအာရင်ကဥရေရောဟဲ့သူ့ပိုက်တင်းမှာအကောင်ရင်ကောင်းလေးပေါက်နေရပါလားရင်ကောင်းသေးသေးပါလားမဖြစ်ဘူးသူအသက်ဆုံးနဲ့ဒီဖြစ်နိုင်တယ်မဖြစ်ဘူးဟာဆမသမီးချင်းနေကောင်းလားတိတ်မကောင်းပါဘူးသမီးတိတ်ပြီးအသက်ရှင်မဖြစ်နိုင်တော့ဘူးနောက်ထပ်3ရက်4ရက်လောက်နေသမီးတေးနိုင်နေဒီဘဝကနေထွက်ခွာနိုင်မယ်လို့သမီးဆမထင်ပါသမီးလေးရဲ့တောင်းမှနော်ဆမလေးချက်ခွမစိခဲလို့တောင်းမှအေးရလေတော်ခွက်စရမှာဒါပေမဲ့လည်းကိုယ်မထုတ်နိုင်လေဟုတ်လားဆမရဲ့သမီးအခုပြန်လို့ရပါပြီသမီးအခုဒီမှာနေရာလေးတရရှိသွားဆိုပြန်လို့ရပါသမီးလေးရဲ့ဆမလေးဒီခါခွက်စိပေမဲ့အေးရဘယ်လိုမှမပြောင်းနိုင်တော့ငါသမီးလေးဟုတ်လားဆမရဲ့စိတ်ထဲတွင်ငါဒီအပြင်းဆိုင်မစားခဲ့တယ်ဟာဒီအပြင်းဆိုင်စားမခဲ့တယ်ဒီအပြင်းဆိုင်စားလို့ငါတဆုံးရှုံးရတာအမလေးငါညမလေးဖြစ်ရလိုက်တာဟုတ်တယ်ငါသမီးလေးဟဲ့အိမ်ဖော်မနေဟိုကဂီယူမဆိုင်ဘူးလားဂီယူဆိုင်ပါရဲ့ဒါပေမဲ့ဒီမမကခုနကလည်းသူမုန်းနေစားလို့ဆိုပြီးသူကပြောတယ်သူမမကပြောတယ်ဟုတ်လားငါသမီးလေးပြမပြလိုက်တာအေးရတော့ပညာပေးရဲ့စကားလေးပဲဖြစ်ပါအားလုံးနဲ့တတားပါ